မင်္ဂလာပါခီးသွားချစ်သူတို့ရေဒီနေ့တော့အီတလီနိုင်ငံရဲ့အကြီးဆုံးပြဿနာယုံကြည်လေးဖြစ်တယ်လို့ဥရောပရဲ့တတိယအကြီးဆုံးပြဿနာယုံကြည်တွေကိုခီးသွားချစ်သူအားလုံးကိုနှိခေါ်မှာဖြစ်ပါတယ်ရှင်ဒီပြဿနာယုံကြည်ကအီတလီနိုင်ငံစီစီလီကျွန်းရဲ့မြို့တော်ပါလက်မိုမြို့ထဲမှာရှိပြီးအီတလီနိုင်ငံရဲ့အလှဆုံးပြဿနာယုံတွေကတစ်ခုလည်းဖြစ်ပါတယ်စတူယန်ပေပေါင်း8300ခန့်ကျဲတဲ့ဒီပြဿနာယုံကြည်ကို1899မှာဖွင့်လှစ်ခဲ့ပြီး19ရာစုနှစ်ရဲ့ပါနစ်ဆန်တဲ့တဘာဝလင်ဝင်လေထစနစ်အတန်စနစ်နဲ့တသားမျက်နှာချက်တို့ကြောင့်လူဦးရေ1400ခန့်ကိုအတန်အရေးသွေးကောင်းကောင်းတက်တောင့်တက်တာအဆင်ပြေစွာထိုင်ကြည့်ခွင့်ရစေတဲ့ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့ပြဿနာယုံကြီးလည်းဖြစ်ပါတယ်ဒီပြဿနာယုံကြီးတဲ့ဝင်ပြီးဂိုင်းနဲ့လဲရဖို့တယောက်ကိုယူရို12ယူရိုပေးရပြီးမြန်မာငွေတယောက်6000ခန့်ကျခဲ့ပါတယ်ရှင်အခုလိုမျိုးအီတလီရဲ့ထူးဆန်းလှပတဲ့နေရာလေးတွေကိုတခြားခရီးသွားချစ်သူတို့လည်းလိုက်လည်မြင်တွေ့ခွင့်ဝဟုတုဒတို့ခွင့်ရအောင်နေ့ရက်ဗီဒီယိုလေးတွေကို share လုပ်ဖို့မမေ့ပါနဲ့နော်